မကယ်နိုင်တဲ့လူတွေရှိမှသွားပြီးအတန်ကိုမလွှင့်ပါနဲ့ဘာမှအကျိုးမရှိဒါပေမဲ့ကြားပြီးတော့တကယ်အလုပ်လုပ်ပေးမယ်တကယ်အမှုဆောင်ပေးမယ်ဟာလေလုယာဖခင်တကယ်ရှိမှကျမတို့အတန်ကိုလွှင့်ဖို့ရန်အတွက်လိုအပ်တယ်အဲ့တော့ဣသရေလလူတွေအေဂုတုပြည်ကလူတွေသူတို့ကိုညှင်းစေတဲ့အခါမှာသူတို့ဘာလုပ်လဲဆိုဖခင်တကယ်သူတို့အော်ဟစ်ကြတယ်ဟာလေလုယာသူတို့ရဲ့အချိန်မှာ God consciousness ရှိဖခင်တကယ်ကိုသူတို့အောက်မေ့တယ်ငါတို့ရဲ့ဖခင်အာဗြဟံဣဇက်ယာကုပ်တို့ရဲ့ဖခင်သူတို့အော်ဟစ်ကြတယ်ဒီနေ့မှာဘုရားခင်ရှိမှအော်ဟစ်ဖို့လိုတယ်ညီကိုမောင်မတော်အာမင်ဘုရားခင်ရှိမှငိုကြွေးဖို့ရန်အတွက်လိုတယ်ဘုရားခင်ရှိမှနိုင်ငံအတွက်မတည့်ရဖို့ရန်အတွက်လိုတယ်သင်မိသားစုအတွက်မတည့်ရဖို့ရန်အတွက်လိုတယ်ဟာလေလုယာဒီနေ့မှာဘုရားရှိမှအတန်ထုတ်တဲ့သူတွေရှိပါသလားအတန်ဘုရားရှိမှအတန်မထုတ်သေးဘူးဆိုရင်သင်ဆုံးရှုံးနေသင်တစုံတစ်ခုလက်လွတ်နေတာဖြစ်တယ်နှမျိုးစရာအရန်ကောင်းတယ်သင်မသိလို့အဲ့ဒီအရာကသင်ဘဝမှာကြီးစွာသောအမှုတွေကိုမြင်စရာအကြောင်းဖြစ်လာလိမ့်မယ်ဖခင်ရှိမှအော်ဟစ်ပါ hallelujah come on shout ဖခင်ရှိမှအော်ဟစ်ပါ hallelujah oh God hallelujah we cry out to you we cry out to you hallelujah မြန်မာနိုင်ငံအတွက်အော်ဟစ်ပါဖခင်ရဲ့လူတွေအတွက်အော်ဟစ်ပါဖခင်ရဲ့အချမ်းစီတော်ဒီနိုင်ငံမှာပြည့်စုံလာဖို့အတွက်အော်ဟစ်ပါ hallelujah မိတ်ဆွေသင်ရဲ့နှုတ်ဟာပိတ်ထားလို့မရအောင်ဖြစ်တယ်ဘာလို့လဲဆိုတော့သင်နှုတ်ကအရင်မဲ့တကူပါတယ်အဲ့ဒါသင်ရဲ့ယုံကြည်ခြင်းပြသတဲ့နေရာဖြစ်တယ်သင်နှုတ်ကသင်ယုံကြည်ခြင်းပြသတဲ့နေရာဖြစ်တယ်အဲ့တော့မောရှေကဘုရားခင်ရဲ့လာရောက်ပြီးတော့တွေ့ဆုံခြင်းသူခံရတယ်ဘုရားခင်လာတွေ့တယ်ဘာကြောင့်မို့လဲအော်ဟစ်တဲ့သူတွေရှိတဲ့အတွက်ကြောင့်တဘောတော့အော်ဟစ်တဲ့သူမရှိဘူးဆိုရင်ဘုရားခင်ရဲ့ encounter တွေနေနေမှာပဲဘာဖြစ်လို့လူချိုးတွေ encounter တွေအများကြီးမတွေ့ရတယ်အော်ဟစ်မှုမရှိတဲ့အတွက်ကြောင့်ဆူတောင်းပါဘုရားရှင်မှာအော်ဟစ်ပါဘုရားခင်တင်လာပြီးတော့တွေ့ခံလိုက်မယ်အချင်းချင်းဘုရားခင်တင်နဲ့အတွေ့ခံလိုက်မယ်အချင်းချင်းဘုရားနဲ့တွေ့ရလိုက်မယ်အာမင်အဲ့တော့ဘုရားရဲ့အကြံစီတော်တွေကိုကျွန်တော်တို့ဒီမှာတွေ့ရတယ်ဘုရားခင်ကဣသရေလလူတွေကိုအေဂုတုပြည်ကနေနှုတ်ပြီးတော့ခါနမ်ပြည်ကိုပို့ပေးမယ်မောရှေဒီအရာကိုစဉ်းစားတဲ့အခါဒါအရင်ကြီးလွန်းတဲ့ကိစ္စဖြစ်တယ်ပထမဆုံးသူရင်ဆိုင်ရမှာသူကြောက်တဲ့ဖာရောနဲ့ရင်ဆိုင်ရမှာမရင်ဆိုင်ခြင်းလုံးလို့နှစ်40တောင်ပတ်ပြေးထားတာအချို့လူတွေလည်းပတ်ပြေးနေတဲ့ကိစ္စလေးတွေရှိတယ်ဒီလမ်းနဲ့တော့နောက်တစ်ခါဘယ်တော့မှမလာတော့ဒီကိစ္စမျိုးတော့ငါလုံနိုင်မှာမဟုတ်ဒါငါတို့အရင်ကြီးလွန်းတယ်ငါဆရာတွေတော့လုံနိုင်လိမ့်မယ်တချို့လူတွေအတွက်တော့ဖြစ်လိမ့်မယ်ဒါပေမဲ့ငါအတွက်တော့မဖြစ်နိုင်မောရှေကဟာရောနဲ့သူပြန်ပြီးရင်ဆိုင်ရမယ်ဆိုတော့သူသိတယ်ပြီးတော့ဣသရေလလူတွေကိုရွေးနှုတ်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်နည်းနည်းလေးလည်းမဟုတ်လူတန်းနဲ့ချီကိုရွေးနှုတ်အောင်အလွန်ကြီးလေးတဲ့တောင်းဝင်ဖြစ်တယ်ဒါကြောင့်မို့လို့ तू က God consciousness မရှိဘဲနဲ့သူ့ကိုယ်သူပဲသူကြည့်တဲ့အခါမှာဘာပြောလဲဆိုရင်ငွေ7မှာကြည့်အောင်မောရှေကလည်းအကျွန်ုပ်ဒီအဘယ်သို့သောသူဖြစ်၍ဖာရောဘုရင်ထံသို့ဝင်သဖြင့်ဣသရေလအမျိုးသားတို့ကိုအေဂုတုပြည်မှနှုတ်ဆောင်ရပါမည်လေကိုရောကျွန်တော်ဘလို့လူမို့လို့ဣသရေလလူတွေကျွန်တော်နှုတ်ဆောင်ကြည့်ဖယားတခင်ဘယ်သူလဲဆိုတာမကြည့်သူ့ကိုယ်သူပဲကြည့်ကျွန်တော်ကဘာမို့လို့လဲအဲ့တော့သူကပြောတယ်အဲ့ဒါနှိမ့်ချတာလို့ထင်တယ်နှိမ့်ချတာမဟုတ်မြင်တဲ့အမြင်ကမှားနေတာကိုပဲကြည့်နေတာကျွန်တော်ကဘာလို့မို့လို့လဲအဖေကသူ့ကိုဘာပြန်ပြောလဲဆိုလို့ဖယားကင်ကအကယ်စစငါဒီသင်ပနိုင်ရှိလိုက်ပြီ I will be with you ငါတဲ့နဲ့အတူတူရှိမယ်အဖေကသူ့ရဲ့အမြင်ကိုပြောင်းပေးတယ်သူ
စိတ်ဆွဲလန်းနေသူမျက်မှောက်ပြုတ်နေတဲ့အရာကငါဆိုတဲ့အရာကိုပဲမျက်မှောက်ပြုတ်နေတာငါရဲ့ပညာရည်ချင်းငါဘယ်လောက်စကားပြောတတ်လဲငါဘယ်လောက်တွေးခေါ်မြင်မှလဲငါဘယ်လောက်ပတ်စံရှိလဲငါဘယ်လောက်လုပ်တတ်လဲငါဘယ်လောက်အဲ့ဒီအရာပဲတွေးနေတာကနေပြီးတော့ဖျားကတ်သူပြောင်းလဲပြီးတော့မြင်စေတယ်ငါတဲ့နဲ့အတူရှိတယ်ငါကိုကြည့်ပါဖျားကင်ကို focus ထားပါညီကိုမောင်မတို့ဖျားကင်ကိုမျက်မှောက်ပြုပါဖျားကင်ကိုဆွဲလန်းပါဖျားကတဲ့နဲ့အတူရှိမယ်ဆိုတဲ့အရာကိုဆွဲလန်းပါဒါဆိုတဲ့လုံနိုင်တဲ့ຢာမတူတော့ပြောင်းလဲသွားလိမ့်မယ်ဟာလေလုယာ